Hi guys အားလုံးမင်္ဂလာပါဒီနေ့ Time Bros ကနေပထမဆုံးနဲ့ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ Mountain Zone ဖြစ်ပါတယ်ဒီဗီဒီယိုကပေါင်းတဲ့အကြောင်းကိုသင်ဆက်ပြတော့မှာဖြစ်ပါတယ်ကျွန်တော်ဒီ Time Bros စီထဲမှာဘာ blog ကြီးပါမလဲဘယ်လိုသိဆက်သွားမလဲဘာရွေးချက်တွေနေလဲဆိုတော့ပြပြတော့ဖြစ်ပါတယ်အခုကျွန်တော်နဲ့အတူနားမှာရှိတဲ့ Try တာကြီးပေါ့နော်နောက်တစ်ခုနားလေးမှာရှိတဲ့ကင်မရာရိုက်နေလို့လည်းကျွန်တော်ပါပဲခင်ဗျာအကုန်လုံးကျွန်တော်နဲ့ပဲတင်ဆက်သွားဖြစ်ပါတယ်။ဟေးအဲ့ဒါကျွန်တော် Time Blocks ကိုဘာကြောင့်ဒီထောင်ပြရလဲဆိုရွေးချက်လို့ကျွန်တော်တစ်ချက် mix up ပြီးကြပါတယ်။ကျွန်တော် Time Blocks ဆိုထောင်းဒီကဒိန်းဒီရွေးချက်ကတော့ကျွန်တော်လူငယ်လေးရဲ့ကာရီတော့ကုစားပြုပေးမယ်။ဒီကတိုင်းမှာစိတ်ပြီးမှလူငယ်ဖြစ်နေရတယ်ကိုကျွန်တော်တနေရနေပြီးတော့ကျွန်တော်ဖြည့်ဖြောက်ပေးခြင်းနဲ့ကိုယ်တိုင်း ancient တွေအိမ်မှာပြောတော့ပါနဲ့အပြင်ထွက်ပဲလှုပ်ရှားလို့ရအောင်လဲကျွန်တော်ဗီဒီယိုလေးတင်ပြဖြစ်ပါတယ်။ထို့အပြင်နောက်ဆုံးအစီအစဉ်လေးကတော့ကျွန်တော်တို့တရင်တင်ညာအစီအစဉ်မှာထည့်သွင်းမှာဖြစ်ပါတယ်ဘလို့တရင်တင်ညာအစီအစဉ်မျိုးလဲဆိုတော့ကျွန်တော်တို့ဒီခုနပြော face တရင်တွေကိုတရင်အမှန်အဖြစ်ပြန်ပြောင်းပြီးတော့အာသာအနေနဲ့ရောပြီးတက်ဆက်တော့ဖြစ်ပါတယ်ခင်ဗျာကဲအဲ့ဆိုကျွန်တော်နောက်ထပ်ဘာဘလော်လေးပါမလဲဆိုတော့ကျွန်တော်ပြောပြပေးတော့ဖြစ်ပါတယ်ဒါပထမဆုံးအနေနဲ့ပေါ့ပါဘလော့ဆိုတဲ့ဘာလဲဆိုတော့ကျွန်တော်တို့ဒီ daily life တွေကျွန်တော်တို့သဘောကျတဲ့ blog လေးကျွန်တော်ရိုက်ပြီးမှဖြစ်ပါတယ်လုံးဝမလုပ်ယူထားဘူးရိုက်မှဖြစ်ပါတယ်ပေါ့ဘလော့အနေနဲ့ပေါ့နော်သူကကြတော့ရှောက်သွားကောက်စားရှောက်သွားကောက်စားဟမ်ရှောက်သွားရှောက်ဤဒီလိုရှောက်သွားရှောက်ဤမှာလေရှောက်သွားရှောက်မှာဖြစ်ပါတယ်ကျွန်တော်ရှောက်သွားရှောက်စားတဲ့ပုံစံမျိုးပေါ့နော်ရှေ့ဦးတည်းရှောက်သွားမယ်တွေ့ရကောက်စားမဟုတ်တွေ့ရဝယ်စားမယ်အမျိုးလေးဘလော်လေးရိုက်သွားဖြစ်ပါတယ်နောက်တစ်ခါဗာလဲဆိုတော့ရှောက်သွားရှောက်ထုမှာဖြစ်ပါတယ်ရိုက်မှာအမေလင်းကိုထုခိုင်းလိုက်မှာအမေလင်းရရှောက်သွားရှောက်ထုမှာဖြစ်ပါတယ်ရှောက်သွားရှောက်မှာဖြစ်ပါတယ်ဘလို့ရှောက်သွားရှောက်မှာလဲဆိုတော့ကျွန်တော်တို့ဒီဘေးဒင်းလေးစောင်းနေလူတွေရဲ့သွားလာနေထိုင်မှုစံတွေကိုကျွန်တော်ဒီတဘောချာအောက်ပြီးတော့ဗီဒီယိုလေးရိုက်မှာဖြစ်ပါတယ်နောက်ထပ် program ကကြတော့ဟောချက်ဖတ်ခွန်းနဲ့ blog ဖြစ်ပါတယ်ချက်ဖတ်ခွန်းနဲ့ကိုဝစ်မီဩတီးမယ်လေးက blog နာမည်ကကျွန်တော်ကိုမီလူပေးထားရပေါ့နော်ကျွန်တော်နဲ့အတူချက်ပါပေါ့ဘာကြီးချက်မဲတော့မသိဘူးနော်ဒီနေ့တူကျွန်တော်အလွယ်ကူရိုးရှင်းလို့နေနေနဲ့ချက်ပြပေးတော့မှာဖြစ်ပါတယ်အဲ့စီနဲ့ကျွန်တော်အပတ်စဉ်တိုင်းစူးစမ်းတင်ဆက်တော့ဖြစ်ပါတယ်ထက် blog နာမည်တစ်ခုအနေနဲ့ကတော့ဒါလေးရိုက်ပြတာဖြစ်ပါတယ်ဟမ်ဒါလေးတော့ဟာတာဘလောဟာတာဟာတာဗီဒီယိုအတူလေးကိုရိုက်ပြသွားမှာဖြစ်ပါတယ်အတူဆိုတာဟို3လက်မတူပြောတာမဟုတ်ဘူးမှန်ပါမယ်နော်ဒီအတူလေးကိုကျွန်တော်တင်ဆက်သွားမှာဖြစ်ပါတယ်ဗီဒီယိုတူနော်နောက်တစ်ခါကျတော့တည်င်းကျင်ညာအစီအစဉ်ပေါ့နော်ဒီကိုကျွန်တော်တည်င်းအမှားတွေကနေပြီးတော့အမှန်လူပူသိအောင်တင်ဆက်ပေးမယ်ဒါကြောင့်တနေရနေကိုပို့ပြီးတော့ speed ရောက်လုပ်လို့ရအောင်ဆိုပြီးတော့ကျွန်တော်ရှင်းရထားပါတယ်ခင်ဗျာကဲခုဆိုရင်ကျွန်တော်ရဲ့ blog ကြီးကိုပုံမှန်တင်ဆက်ပေးနေအောင်စူးစမ်းမှာဖြစ်ပါတယ် so ဒီဗီဒီယိုလေးကိုအဆုံးကြည့်ပေးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်ခင်ဗျာအားလုံးကို Time Bros ကနေပြီးတော့ဒီထက်မကပုံကောင်းမွန်တဲ့ season တွေနဲ့ပြန်လည်ရောက်ရှိလာပါဦးမယ်ကဲစောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်တဒါ